Ambulance resort ကိုရောက်လာပါပြီရှင်ဒါကတော့ reception မှာဒီမှာ check in လုပ်ပြီးလို့ရှိရင်ခဏဆောက်လို့ရှိရင်ရပါပြီပြီးလို့ရှိရင်တော့ pool တဲမဲ့အခန်း sea view လေးကိုပြပေးပါမယ်ရှင်Ambulance Resort ရဲ့ Sea View Bungalow အခန်းလေးပေါ့နော်ညထားလို့ရှင်ဒီမှာဝိုင်းဖွဲ့ပြီးစားလို့ရမယ်ပြီးလို့ရှိရင်အဝတ်စင်ရှိတယ်ပေါ့နော်ဒီဘက်မှာဆိုလဲဝရဏအသေးလေးလိုမျိုးရှိတဲ့အတွက်ကြောင့်မလို့အသုံးပြုလို့ရပါတယ်ရှင်စောင့်ဝင်လာပြီဆိုရင်တော့သူကတော့နည်းနည်းလေးပိုကျယ်တယ်ပေါ့နော်အလုံးလုံးတဲ့နေရာရှိမယ်ရေပူတွေပေးထားတယ်ပြီးလို့ရှိရင်ထုံးစံတိုင်း beach အတွက်ထီးလေးတွေပေးထားတယ်ပြီးရင်ဒီမှာ2ယောက်ထိုင်လို့ရမယ်ပြီးရင်တော့ဒီမှာအိတ်ခန်းလေးပေါ့နော်အိတ်ခန်းလေးကတော့ဒီတိုင်း2ယောက်အိတ်ကလေးလေးဖြစ်ပါတယ်ရှင်ဒီမှာတော့အဝတ်ထားလို့ရတဲ့နေရာရှိမယ်အောက်မှာရေခဲတာ TV ပြီးလို့ရှိရင်ဒီမှာကတော့ထုံးစံတိုင်းအဝတ်ထည့်လို့ရမယ့်နေရာရှိရပါတော့ပြီးရင်ရေချိုးခန်းလေးကိုကြိုက်တာတခုကကြတော့ပါလဲဆိုတော့ဒီမှာတီးတန့်ရေချိုးခြင်းနဲ့ stand ပေါ့နော် stand ရှိတယ်ပြီးတော့လို့ရှိရင် toilet ပြီးလို့ရှိရင်ဒီမှာကတော့ bathtub ရှိပါမယ်ရှင်ခုလိုမျိုးဆိုရင် bathtub ပဲတီးတန့်မကြိုက်ဘူးဆိုရင်တော့ရေချိုးပြီးလို့ရှိရင်တော့ပြီးမှအပြင်မှာ stand နဲ့တခုပြန်ချိုးလို့ရမယ်ပေါ့နော် hotel ခန်းလေးကတော့တော်တော်လေးကျယ်ပါတယ်ရှင်ရေချိုးခန်းလေးကပြီးလို့ရှိရင်စလိတ်တောက်တက်တဲ့လူတွေအတွက်အနောက်မှာနေရာလေးရှိတာဖြစ်တဲ့အတွက်တကယ်လို့စလိတ်ကိုအနောက်ထွက်တောက်ခြင်းနဲ့ဆိုရင်လည်းထွက်လို့ရပါတယ်ရှင်အပြင်ကနေပြန်လာပြီးတောင်းဝင်ခြင်းနဲ့ဆိုရင်လည်း6တောက်စီးတဲ့နေရာလေးပေးထားပါတယ်ရှင်ဒါကတော့ Ambulance Resort ရဲ့ Bungalow Sea View လေးဖြစ်ပါတယ်ရှင်ဒီလိုအခန်းလေးကိုစီးတက်တက်တာနဲ့ booking တင်ခြင်းနဲ့ဆိုရင်တော့ Teddy Bear မှာ booking တင်လို့ရပါပြီရှင်